ဒီရပိုင်းဒီ Facebook ပေါ်မှာဒီ trolling page တွေတော်တော်လေးများလာတွေ့ရတယ်ပေါ့နော်အဲ့တို့ကြောင့်မလို့ဒီကိစ္စလေးနည်းနည်းသတိထားဖို့လည်းကောင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်နည်းနည်းလေးရှင်းပြချင်တာပါဒီ troll ဆိုတဲ့စကားကိုအရင်နည်းနည်းလေ့လာကြည့်တော့ဒီ troll ဆိုတာတော့ဒီဒန်နာရီလာဘလူးကြီးတွေကိုခေါ်တာပေါ့နော်ဒါအင်္ဂလိပ်စကားအဓိပ္ပာယ်ပေါ့ရုပ်ရှင်ကားတော့ရှိပါတယ် troll ဆိုတဲ့ဟာ1 2ပေါ့နော်နှစ်ကားထွက်ပြီးအဲ့တိုင်းမှာဆိုရင်ဒါဒီကြောက်တောင်ကြီးတွေကနေပြီးတော့အဲ့မှာအိတ်နေတဲ့ဘလူးကြီးတွေကနိုးထလာတယ်ဆိုရဲရုပ်ရှင်ကားပေါ့အဲ့တော့တဘောကတော့ဒါ troll ဆိုတာဒန်နာရီလာလူဘလူးကြီးကိုခေါ်တာပေါ့နော်ဒါပေမဲ့ဒီ troll ဆိုတဲ့စကားလုံးကိုနောက်ထပ်ဒီဘန်းစကားအနေနဲ့ဒီသုံးတာရှိတယ်အထူးသဖြင့်တော့ဒီနီးပညာနယ်ပယ်မှာပေါ့နော်အဲ့ဒါကတော့အဓိပ္ပာယ်ကဘယ်လိုလဲဆိုတော့ဒီအခြားသူတွေကိုစိတ်နှောက်ယှက်ဖြစ်စေဖို့တခုခုပြန်တုံ့ပြန်လာစေဖို့ဒါမှမဟုတ်ဒီ online ရာဝန်တစ်ခုခုကိုပျက်စီးစေဖို့ဒီဒေါသဖြစ်အောင်နှိုးဆွတဲ့ရန်လိုတဲ့လှုံ့ဆော်တဲ့အကြောင်းအရာတွေကိုဒီ online မှာရွေးချက်ရှိနေတင်တဲ့သူကိုခေါ်တယ်ဒီလိုလုပ်တဲ့လုပ်ရက်ကို trolling လို့ခေါ်တယ်ပေါ့နော်သူကဘယ်ကနေသူကပေါက်ဖွာလာလဲဆိုတော့အဓိကတော့ပရိပတ်ကဖြစ်စေနေတာလည်းရှိတယ်နောက်တစ်ချို့ပျော်စေချင်တာရှိတယ်ဒါပြီးတော့ကိုယ်စိတ်အားသာဖြေဖို့အခြားသူတွေကိုနှောက်ယှက်ပေးခြင်းနဲ့စိတ်ကနေပြီးတော့ဒီလိုလုပ်ရက်တွေပေါက်ဖွာလာတယ်ဆိုတော့ဟာမျိုးကိုကျွန်တော်တို့ဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ troll page တွေကခုနကကျွန်တော်ရှင်းပြတဲ့အထက်မှာပါတယ်လို့ပဲပေါ့နော်ချို့ကြောက်လည်းရွေချက်ရှိနဲ့အခြားသောရွေချက်တွေနဲ့လောက်တာဖြစ်တယ်လို့ချို့ကြောက်လည်းအပြောသဘောတက်လောက်တာမျိုးတွေလည်းကျွန်တော်တို့ဒါရှိနိုင်တာကိုကျွန်တော်တို့ဒါတွေ့ရတယ်အဲ့တော့လက်ရှိကလည်းဒီလက်ရှိဒေါ်လာရဲ့အခြေအနေမှာလည်းတည့်ရတဲ့အတိုင်းပဲဒီ chamber sit တက်ဘက်ကလည်းဒီ6800သားတွေလည်းရှိနေတယ်အဲ့လိုပဲသူတို့တွေဒီ page တွေထောင်းကျွန်တော် account တွေဖွင့်နာမည်အစစ်တွေနဲ့အတူတွေနဲ့ပေါ့နော်ဒီလမ်းပေါင်းတွေနဲ့ဒီ site wall ခေါ်တာပေါ့နော်ဒီစိတ်သက်စစ်စင်ရေးကိစ္စတွေကိုတောက်လျှောက်လုပ်နေတဲ့အချိန်မှာဒီလို trolling page တွေကဘယ်ဘက်ကလဲပေါ့နော်ဘယ်သူလုပ်နေတာလဲဘာရွေချက်နဲ့လုပ်နေတာလဲဆိုတာကျွန်တော်နည်းနည်းတော့ခွဲဖို့တော့ခက်လာတဲ့သဘောတော့ရှိတာပေါ့နော်အဲ့တော့တာမန်အားဖြင့်တော့နည်းနည်းလေးဒီပုံမှန် post တစ်ခုနှစ်ခုလောက်ဖတ်ရုံနဲ့တော့ကျွန်တော်တို့ကမသိနိုင်ဘူးဒါပေမဲ့သူတို့ရဲ့ဒီ page တွေရဲ့လာယာနဲ့လာယာပေါ့နော်ဒါတွေကိုတေချာလေ့လာမယ်သူတို့ရဲ့ post တွေကိုတေချာတစ်ခုပြီးတစ်ခုဖတ်ကြည့်မယ်ပြီးတော့သူတို့ဒီ page တွေကိုကင်တွယ်တဲ့ကိစ္စတွေပေါ့နော်ဒါတွေကိုလည်းပဲနည်းနည်းထပ်ပြီးတော့နည်းပညာရလေ့လာကြည့်မယ်ဆိုရင်တော့ဒီ page ကဘာဖြစ်နိုင်လဲဆိုတဲ့ဟာကိုနည်းနည်းလေးတော့ကျွန်တော်တို့စဝါမိနိုင်တာပေါ့နော်ဒါပေမဲ့လည်းတာမန်ပြည်သူတွေအနေနဲ့တော့နည်းနည်းလေးခွဲခြားရတော့ခက်တဲ့သဘောတော့ရှိပါတယ်အဲ့တော့လက်ရှိဒီရပိုင်းဒီကျွန်တော်တို့ online မှာပေါက်နေတဲ့ဒီ trolling page တစ်ခုကိုပြပါဆိုရင်တော့ဒီ Revolution Entertainment ပေါ့နော်အဲ့နာမည်ကိုအမည်တက်ထားတဲ့ page ကိုကျွန်တော်တို့ဒါနမူနာအနေနဲ့ပြချင်တယ်ပေါ့နော်ဒီ page ဆိုရင်ဒါသူကရည်ရတယ်ဗျရည်ရတော့တော်တော်များများသဘောကျကြတယ်ပေါ့နော်သဘောကျတော့ပြန် share နဲ့တော်တော်လေးပြန်နှံ့ပြီးတော့သူ့ရဲ့ post အချို့တွေဆိုရင်ဒါတော်တော်လေးကိုlike တွေရော share တွေရောနောက်ပြီးတော့comment တွေရောပေါ့နော်တော်တော်များများရတာကိုတွေ့ရတယ်အဲ့တော့အထူးသဖြင့်ဒီဘလိုဟာတွေမှာသူနာမည်ကြီးလဲဆိုတော့ဒီပြီးခဲ့တဲ့ကာလဆိုတာပြုံးလေးရုပ်ရှင်ကမရေရဟုဗိုလ်ချုပ်စော်မင်းထွန်းပြောဆိုပြီးတော့သူကသတင်းပုံစံနဲ့ရေးတာဗျာနောက်ပြီးသတင်းကောင်းစဉ်ကိုလည်းကတ်ချင်းဖြစ်တာပေါ့နော်ကတ်ချီဖြစ်တဲ့ဒီလူစိတ်ဝင်စားမဲ့ကောင်းစဉ်မျိုးကိုသူကပေးတာပေါ့နော်ပြီးတော့NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလည်းနဲ့သူ့ကိုမနှားရန်ဗိုလ်ချုပ်စော်မင်းထွန်းပြောဆိုတာမျိုးပေါ့နော်ဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ခေါင်းစဉ်တက်ထားတော့လူတွေကစိတ်ဝင်စားရတယ်ပေါ့နော်စိတ်ဝင်စားကြတယ်ပြီးတော့သူကတစ်ခါကြာရင်တော့တော်လန်ရေးဟိုလာပြီးတော့ထိခိုက်စေတဲ့ကိစ္စမျိုးတွေလည်းတင်တာတွေ့ရတယ်ပေါ့နော်ဥပမာမြန်မာစစ်တပ်နဲ့ NUG အပါအဝင်တော်လန်ရေးအင်အားစုတွေအင်ဒိုနီးရှားမှာအလို့သဘောဆွေးနွေးတယ်ဆိုတဲ့ဟာမျိုးဒါမျိုးဆိုရင်တကယ်အမှားဗျာတကယ်လည်းမဟုတ်ဘူးဒါပေမဲ့ဒါကြီးကိုသူကတေချာပုံနေနဲ့ဒီကောင်းစဉ်တင်ပြီးလုပ်လိုက်တဲ့အခါမှာဒီသတင်းကပြန့်နှံ့သွားတော့ဒါဒုလောနိုင်ငံရေးအတွက်ပါဒါထိခိုက်တဲ့သူတွေကျွန်တော်တို့ online အင်အားစုတွေတဲကတော့မှတချို့ယုံပြီးတော့ဒီသတင်းကိုပြန်ပြီးတော့ဖြန့်ကြတာမျိုးတွေတော့ဒါတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ page ကတမိုင်းကြောင်းကိုကျွန်တော်တို့ကဒီလေ့လာကြည့်တဲ့အခါမှာသူကဒီ2021 January 25ရက်နေ့တည်းကစဖွင့်လာတာဖြစ်တယ်သူ့ရဲ့စဖွင့်တော့သူ့နာမည်ကနောင်မွန်အမရပူရာဆိုတဲ့နာမည်နဲ့ဖွင့်တယ်ပေါ့နော်2022 July မှာထပ်ပြီးတော့ပြောင်းတယ်ပေါ့နော်နောင်ဆိုတဲ့နာမည်ပြောင်းတယ်2023 April 26မှာဆိုရင်သူကဟားတော်မူဆိုပြီးတော့နာမည်ပြောင်းလာတယ်အဲ့တော့ပြောချင်တာတော့ဟားတော်မူဆိုတော့သူကအပြောင်ပြက်ဒီဟာတာတွေတင်မှုရည်ရွယ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခါ2023 July 29မှာ Jake နောင်မွန်ဆိုပြီးထပ်ပြောင်းတယ်2024 မေလ19ရက်နေ့မှာ Echo 2ဆိုတဲ့နာမည်ကိုဆက်ပြောင်းတယ်ပေါ့နော်2024 July 21မှာကျတော့ idea ဘာကြောက်တဲ့နာမည်ကိုသူပြောင်းတယ်နာမည်တွေခဏသူပြောင်းခဲ့တဲ့သဘောရှိတယ်နောက်ဆုံးဒီ2024 အောက်တိုဘာ1ရက်နေ့ကျမှအခုဖြစ်နာမည်ဖြစ်တဲ့ Revolution Entertainment ဆိုတဲ့ဟာကိုပြောင်းတာပေါ့နော်ပြောချင်တာတော့ခေါင်းစဉ်မှာဟိုကသူက Revolution တီးတမ်းမဟုတ်ဘူး Revolution Entertainment ဆိုတော့ဖြောပြသတင်း page မဟုတ်ဘူးပေါ့နော်သတင်း page မဟုတ်ဘူးဒေါ်လာရေးနဲ့ပတ်သက်တဲ့ဟာတွေလည်းပါမှာဖြစ်တယ်လို့ entertainment ဖြစ်တဲ့ကြောင့်ဖြောပြရေးဟာတာသဘောတွေလည်းပါမယ်ဆိုတော့ဒီနာမည်မှာလည်းတော့မှန်းလို့တော့ရတယ်ပေါ့နော်ဒါမျိုးကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဒီ page က admin ကတော့ဒါထိုင်းနိုင်ငံကနေပြီးတော့အသုံးပြုနေတယ်လို့ကျွန်တော်တို့ဒါတွေ့ရတယ်ပေါ့နော်
ဒီ page က post တွေကိုကျွန်တော်လေ့လာကြည့်တော့တချို့ဟာတွေလည်းသတင်းအမှန်အချို့ပါတယ်တချို့ဟာတွေလည်းအမှားတွေပေါ့အမှားနဲ့အမှန်နဲ့ကိုရောပြီးတော့နည်းနည်းသတင်းကို distort ပေါ့နော်နည်းနည်းပုံပြအောင်လုပ်ပြီးတော့တင်တဲ့ဟာတွေများတယ်အဲ့တော့ရီရတယ်နောက်ပြီးတော့သူကအထူးသဖြင့်တော့ဗျာဒီလူမုံများတယ်ပေါ့နော်ဒီမင်းအောင်နိုင်တို့ဇော်မင်းထွန်းတို့ဒီလိုလူမျိုးတွေရဲ့ပြောစကားတွေဆိုပြီးတော့အဓိကတင်တာများတယ်အဲ့တော့ဒီလိုလူမျိုးတွေကလည်းတည့်ရတိုင်းပဲပေါက်တက်ကြရတွေပြောနေကြဆိုတော့ဒီလူတွေပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတချို့ကြောက်လည်းယုံတာပေါ့နော်ယုံပြီးတော့ထက်ကပြန် share ကြတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီလိုကိစ္စမျိုးကြတော့ပုံမှန်ဒီသတင်းသမားတွေနောက်ပြီးတော့ဒီသတင်းကိုဝါရင်သတင်းစားသုံးသူတွေဆိုရင်တော့သိတာတယ်ဗျာနော်ဒီ page ဒီဟာတွေကသတင်းမှန်မဟုတ်ဘူးဆိုတော့သိနိုင်တယ်ဒါပေမဲ့တာမန်ပြည်သူတွေအနေနဲ့တော့နည်းနည်းလေးခွဲရခတ်တဲ့ပုံစံမျိုးဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်ဒါမန္တလေးမှာမြတ်မုံဒီဖျားကြီးရဲ့အများသပိတ်ခိုးခံရတယ်ဆိုတော့ခေါင်းစဉ်နဲ့ပေါ့နော်ခိုးခံနောက်ပြီးတော့အဲ့သတင်းထဲမှာလည်းဗာရေးထားလဲဆိုတော့ဒီသူရေးထားတဲ့အထဲမှာပေါ့နော်မရောက်လိုက်လာပြီးမကြခင်ပဲကိုးခံလိုက်ရတာဖြစ်တယ်ပေါ့ပြီးတော့ပုံကြီးကလည်းမရောက်လိုက်အများသပိတ်ကြီးကိုကင်လာတဲ့ပုံကြီးနဲ့သူကတင်တာပေါ့တင်တော့အားလုံးကသဘောတွေကြပြီးတော့ပြန် share ကြတာပေါ့နော်ပြန် share ကြတော့ဒီကောင်းဆိုရင် reaction ဆို 7.3k 7.3ဒါတော့အခုဆိုဒီထက်ပိုတော့များလာပြီပေါ့နော် comment ဆိုလည်း900ကျော်ရှိတယ် share ရတာဆိုရင်982ခုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါမျိုးတွေကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့တချို့ကြတော့လည်းပဲဥပမာဒီတရုတ်အတွက်ဂျပန်ကိုပြင်းထန်တဲ့စီးပွားရေးတန်ခတ်ရေးယူမှုတွေဇက်တိုက်လုပ်သွားမယ်လို့စစ်ကော်မရှင်ကထုတ်ပြန်တယ်ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့တင်လိုက်တယ်ပေါ့နော်ပြောချင်တာကတော့တရုတ်ဘက်ကရက်တီဂျပန်ကိုသူတို့ရေးယူမယ်ဆိုတဲ့ဟာမျိုးစီးပွားရေးတန်ခတ်မယ်ဆိုတာမျိုးနောက်ပြီးတော့ troll တင်တာပေါ့နော်နောက်ပြောင်ပြီးတော့တင်တာဒါပေမဲ့အဲ့လိုမျိုးဆိုရင်လည်းအဲ့လို post ကိုနာမည်ကြီးတယောက်ကပြန် share ထားတာတွေ့ရတယ်ပြီးတော့ပြန် share တဲ့အပြင်သူကဘာရေးလိုက်တယ်လဲဆိုတော့သတင်းနဲ့တက်ပုံဆိုပြီးတော့အဲ့ဒီ Revolution Entertainment ကပုံကြီးကိုသုံးပြီးတော့ဘေးကသတင်းနဲ့တက်ပုံဆိုပြီးခစ်တစ်ဆိုပြီးတော့သူကရေးလိုက်တယ်ဒါလည်းမှားပြီးရေးတာပေါ့နော်ဟောအဲ့ဒါမျိုးကြတော့သူကနာမည်ကြီးပုံကိုတယောက်ကသတင်းအမှားကြီးတစ်ခုကိုတင်လိုက်တာအပြင်သတင်းတက်ပုံကိုလည်းခစ်တစ်ကယူပါတယ်ဆိုတာမျိုးလောက်လိုက်တဲ့ခါကျတော့ဒါတော်တော်များများဒါကြီးကိုအမှန်လို့ထင်သွားပြီးပို့ပြီးတော့ထပ်ပြီးတော့ဖြန့်တာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုဟာမျိုးတွေကအင်မတန်မှသတိထားတဲ့ကိစ္စတွေလို့ကျွန်တော်ကတော့သတိပေးခြင်းတယ်အဲ့တို့ကြောင့်လို့ဒီဟာကတော့ဒါနမူနာအနေနဲ့ကျွန်တော်ကတော့ပြတာပေါ့နော်အဲ့တို့ကြောင့်မို့ဒီဟာအပြင်ပေါ့နော်အခြားသောသတိထားတဲ့ page တွေလည်းရှိသေးတယ်အဲ့တော့ကျွန်တော်အကြံပြုချင်တာတော့ပေါ့နော်ဒီလိုမျိုး show page တွေက post တွေကိုဖတ်ပြီးရင်ရီလိုက်တာမျိုးဟာပျော်ဖို့ကောင်းတယ်ရီလိုက်ရတယ်ဆိုတာမျိုးတော့ပဲအဲ့အဆင့်လောက်ပဲထားပြီးတော့ဒီ post တွေကိုပြန်ပြီးတော့ share တာမျိုးမလုပ်စေချင်ဘူးဘာလို့လဲဆိုတော့ကိုကြောင့်ဒီသတင်းအတူသတင်းမှားကြီးကထပ်ပြီးတော့ပြန့်နှံ့သွားတာမျိုးပေါ့နော်အကယ်လို့များတားမရလို့တယောက်ကို share ချင်တယ်ဆိုရင်တော့မှသတင်းကတော့မှားနေရနော်ဒါပေမဲ့ဒါရီရလို့ပို့တာဆိုတာမျိုးအဲ့လိုမျိုးလေး caption လေးထိုးပြီးတော့ပို့တာမျိုးတော့ပဲလုပ်စေချင်တယ်ပေါ့နော်ဘာလို့လဲလို့ဆိုကိုကဒါကြီးကိုသတင်းမှန်လို့ထင်ပြီးတော့ share နေသတင်းတူကဒီတက်ပို့ပြီးတော့ပြန့်နှံ့သွားတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကတော့တကယ် independent ပေါ့နော်လွတ်လပ်ပြီးတော့ကျွန်တော်တို့ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမဟုတ်တဲ့ပေါ့နော်ဒါသတင်းမီဒီယာအမည်ခံ page တွေနောက်ပြီးတော့ဒီလိုမျိုးဘယ်မှမသိတဲ့ page တွေကသတင်းတွေကိုချက်ချင်းမယုံမဲနဲ့ပေါ့နော်ဒီထက်ပိုတဲ့တကယ်သတင်းမီဒီယာကြီးတွေမှာဒီသတင်းပါပြီလားပေါ်ပြထားတာဟုတ်လားမဟုတ်လားဒါကိုပြန်ပြီးတော့စီစစ်တာမျိုးတွေကျွန်တော်ကတော့လုပ်စေချင်ပါတယ်လို့နော်ဘာလို့လဲဆိုတော့ဒီကိစ္စကအင်မတန်မှအရေးကြီးတယ်ဒီသတင်းနည်းပညာဒီ site war ပေါ့နော် site war လို့ခေါ်တဲ့ဒီဝါဒဖြန့်ချီရေးကိစ္စစိတ်လက်စစ်ချင်းကိစ္စတွေကိုလည်းဂျာမန်စစ်တပ်ဘက်ကဒီဇိုင်းမှန်လုပ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းဒီသတင်းမှားတွေကိုကျွန်တော်တို့ယုံကြည်မိတာမျိုးနောက်ထပ်ပြီးတော့ဖြန့်ဝေမိတာမျိုးတွေဒါအင်မတန်မှသတိထားရမယ့်အခြေအနေဖြစ်လို့ဒါလေးကိုသတိပေးခြင်းဖြစ်ပါတယ်လို့နောက်နေ့ကျရင်လည်းဒီသတင်းမှားတွေဘယ်လိုမျိုးစီစစ်တဲ့နေဆိုတာမျိုးကိုကျွန်တော်ဖတ်ရှုလေ့လာထားသလောက်ပေါ့နော်ပြန်ထပ်ပြီးတော့ပြောပြပါအောင်လည်းဗျ